ငါကစီအနေနဲ့နောက်ပိတ်ပြီးခဲ့တဲ့ပွဲတုန်းကကျွန်တော်ခွန်နောက်ပိတ်ပါလို့၄ကစီအနေနဲ့ကျွန်တော်ပြပြီးပေးထားမိတ်ဆွေတို့မှတ်မိတဲ့သူတွေလည်းရှိမှာပါနော်အဲ့တော့ကျွန်တော်တို့အဲ့ဒါလေးကဘယ်လိုလဲလို့ဆိုလို့ရှိရင်ဟောဒီနှလုံးပေါင်း sorry ဟောဒီနှလုံးပေါင်းခွန်လေးနဲ့ဒီကခွန်ခါလေးနဲ့ခွန်တုံညခွန်ဆိုတာကလေးတဲ့နော်အဲ့ဒီခွန်တုံညခွန်ဟောအဲ့ဒါမှန်နေခဏလေးလေးကစီအနေနဲ့ငါးကစီအနေနဲ့ပေါ့ဗျာဒါကနှစ်ကသုံးကလေးကငါးကဆိုတော့ဒီလေးလေးကိုဖြီးပေးရမှာကိုဒီလေးကိုဖြီးပေးရမှာဆိုတော့ဒီ300ခါနဲ့ခွန်နောက်ပိတ်နဲ့ပေါင်းထားတာကခွန်အဲ့ဒီခွန်လေးကိုဟောဒီက3ခွန်ပွဲက3ထိပ်လေးနဲ့လေးနောက်ပိတ်နဲ့သူကခွန်လို့သူကဒီလိုမျိုးဖြီးတယ်ဒုတိယပွဲမှာဟောဒီကခွန်ခါနဲ့လေးနောက်ပိတ်နဲ့ပေါင်းလို့ရတာက1အဲ့ဒီ1ကိုဟောဒီက8ထိပ်ကလေးနဲ့3နောက်ပိတ်ကလေးနဲ့သူကပြန်ပြီးတော့မှတေးလို့ဖြီးတယ်နောက်တစ်ပွဲက9ခါနဲ့3နောက်ပိတ်နဲ့ပေါင်းလို့ရတာက2အဲ့ဒီနှစ်ကိုဒီက9ထိပ်နဲ့ခွန်နောက်ပိတ်နဲ့သူကနေလို့3ခတ်ဖြီးထားလို့ပြီးကြတဲ့ပွဲတော့ကဟောဒီ6ရဲ့ခွန်ရဲ့ပေါင်းလို့ရတာက3လို့အဲ့ဒီ3မို့လို့ဒီမှာ6ထိပ်ရှိပြီးသားမို့ခွန်နောက်ပိတ်ဝင်မှာ3လို့လာပြီးတိုက်မယ်ဆိုပြီးကျွန်တော်ဒီမူလေးကိုလေးကပ်စီနေတယ်ပြီးကြတဲ့ပွဲတော့ကကျွန်တော်တင်ပြခဲ့တယ်ခွန်နောက်ပိတ်ဝင်သွားတဲ့ဆက်လက်ဒါကုနာကပ်စီအနေနဲ့ဆက်ပြီးပြေးမယ်ဆိုရင်ဟောဒီက8ခါနဲ့ခွန်နောက်ပိတ်နဲ့ပေါင်းလို့ရတာက9အဲ့လို9ဆိုတော့9လို့ဖြစ်အောင်ပါဒီက2ထိပ်နဲ့ဒီမှာ3လို့နောက်ပိတ်ဝင်ပြီးတော့မှ9ဆိုပြီး9ကစီအနေနဲ့သူဆက်ပြီးပေးမယ်မပေးဘူးဒါတော့စောင့်ပြီးကြည့်ရမှာပေါ့ဒါ9ကစီအနေနဲ့3နောက်ပိတ်ကလေးကိုကျွန်တော်တင်ပြပေးတယ်နောက်ထပ်